ဖုံးတော်ကြီးကသူ့ရဲ့အရေးပြားနေရောင်ကြီးနဲ့ထိတွေ့တဲ့ခါတိုင်းမိနဲ့အလောင်ခံရတယ်လို့မျိုးမိတန်ထွက်ပြီးမိခိုးတွေထွက်လာတာကိုမတော်တဆတွေ့ရှိခဲ့တယ်။တခုခုတော့လုံးဝမားနေပြီဆိုတာကိုသဘောပေါက်သွားပြီးလက်ဝါးကတိုင်ကိုသုံးပြီးသူ့ရဲ့လက်ဖွားကိုလိဖြက်ကသူ့သွေးတွေကိုဖျားเจ้าဝိုင်ထဲကိုစီးကျစေခဲ့တယ်။ပြီးတော့သူကဝိုင်ကိုဝတ်ပြုစုတောင်းပွဲမှာတုံးတဲ့ခွက်ထဲကိုထည့်ပြီးသူ့ရဲ့နောက်လိုက်တပည့်တွေကိုနေတိုင်းရှိုးဝတ်တိုက်ခဲ့တယ်။အချိန်ကြာလာတာနဲ့အမျှအံ့ရဖွယ်ရာပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာခဲ့တယ်။တေခါနီးဖြစ်နေတဲ့အဖွားအိုတယောက်ဟာအသက်အရွယ်ကြီးရင်ချင်းကနေပြောင်းပြန်ဖြစ်ပြီးငယ်ရွယ်လှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့တယ်။ဆယ်စုနှစ်တခုကျော်ကြာပြီးတက်ကူလားထိုင်ပေါ်မှာနေခဲ့ရတဲ့ကောင်မလေးတစ်ယောက်ကအံ့ရဖွယ်ရာပြန်လည်လန်းလျှောက်နိုင်ခဲ့တယ်။ဒါပေမဲ့ဖုံးတော်ကြီးလုံးဝမမျှော်လင့်ထားခဲ့တာကတော့ဒီနေ့မှာစာရာလို့ခေါ်တဲ့ကိုဝင်ဆောင်ကျောင်းဆရာမတစ်ယောက်ပုံမှန်ကိုဝင်စစ်ဆေးမှုအတွက်သွားတဲ့အခါသူ့ရဲ့သားအိမ်ထဲကကလေးဟာနားမလည်နိုင်လောက်အောင်ပျောက်ကွယ်သွားတာကိုတွေ့ရှိခဲ့ရတာပါပဲ။ဆရာဝန်ကအစပိုင်းမှာကိုဝင်ပြတ်ကျတာလို့တန်တရားဝင်ခဲ့ပေမဲ့6 လအရွယ်ကိုဝင်ဆောင်မျိုးသမီးတစ်ယောက်ဆိုရင်တခုခုမားနေတာကိုတေချာပေါက်တတိထားမိမှာပါ။စာရာကပုံမှန်မဟုတ်တဲ့ခံစားချက်မျိုးဘာမှမခံစားခဲ့ရတာကြောင့်ဒါကဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုအကြက်ရိုက်စေခဲ့တယ်။သူမဟာပိုပြီးပစ္စည်းကိရိယာစုံလင်တဲ့ဆေးရုံတစ်ခုစီကိုအပြည့်စုံကိုဝင်စစ်ဆေးမှုလုပ်ဖို့ချက်ချင်းသွားခဲ့တယ်။ဒါပေမဲ့သူတို့ကပျောက်ဆုံးနေတဲ့ကလေးအတွက်ရှင်းပြချက်မတွေ့ုံသားမကသူမတကယ်ကိုဝင်ရှိခဲ့ရဲ့လားဆိုတာကိုတောင်းမေးခွန်းထုတ်ခဲ့ကြတယ်I don't see any evidence you were pregnant at all. I was pregnant. Not according to your blood or your body. I was wondering if perhaps we could arrange for you to speak with someone in our psych department. စာရာကသူမရဲ့စိတ်အခြေအနေကိုတန်တရားဝင်ပြီးတန်တရားတွေကိုကြားရောက်သွားခဲ့တယ်။တစ်ချိန်တည်းမှာပဲအရက်ဆွဲရာကနေပြန်လည်နာလန်ထူနေတဲ့မုတ်စိတ်မွေးနဲ့မျိုးသားတစ်ယောက်ကကုန်းတိုက်တစ်ခုတည်းကိုရှောက်ဝင်လာခဲ့တယ်။သူကအရက်ပုလင်းစင်တွေကိုအချိန်တော်ကြာစိုက်ကြည့်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့သွေးဆောင်မှုကိုတွန်းလှန်ပြီးလှည့်ထွက်သွားခဲ့တယ်။စိတ်ပိုင်းဖြတ်ပြီးသူကလက်ညှိုးမှုရယူဖို့ဖုံးတော်ကြီးရဲ့အိမ်စီကိုသွားခဲ့တယ်။ဒါပေမဲ့ဖုံးတော်ကြီးကကြက်သက်စေးစားပြီးနောက်တေယာကနေမကြသေးခင်ကမှပြန်ရှင်လာခဲ့ပြီးအခုဆိုရင်သွေးစာလောင်တက်မှတ်မှုကသူ့ကိုလုံးလုံးလမ်းမိုးနေပြီဆိုတာကိုသူမသိခဲ့ဘူး။လက်ဆက်တဲ့လူသွေးနှံကိုရလိုက်တဲ့အခိုက်အတန့်မှာပဲဖုံးတော်ကြီးကထိန်းချုပ်မှုမရှိတော့ပဲအဲ့ဒီလူကိုအသက်ရှူကျက်လောက်အောင်ပွေ့ဖက်ပြီးလွတ်မပေးတော့ဘူး။တခုခုမားနေပြီဆိုတာကိုခံစားမိတဲ့အတွက်အဲ့ဒီလူကလွတ်မြောက်အောင်ရုန်းကန်ခဲ့တယ်။ရုန်းကန်နေရင်နဲ့သူ့ရဲ့ခေါင်းကစားပွဲထောင်းနဲ့စောင့်မိသွားခဲ့တယ်။ဖုံးတော်ကြီးကအဲ့ဒီလူရဲ့တန်ရာကနေစီးကျလာတဲ့သွေးကိုမြင်လိုက်ရတဲ့အခါသူကလွန်ကဲနေတဲ့စာလောင်မှုကိုမတွန်းလှန်နိုင်တော့ဘူး။သူကကျမ်းပြင်ပေါ်ကိုလဲကျသွားပြီးသွေးတွေကိုယူသွမတက်လျက်တော့တယ်